ကဘာပေါ်မှာစကားတစ်လုံးမှမပြောဘဲလူတန်းပေါင်းများစွာကိုရေအောင်လုပ်နိုင်ခဲ့တဲ့သူကဘယ်သူလဲသူကတော့ဟာသာဘင်ချာလီချက်ပလင်မှာဒါပေမဲ့သူ့ရဲ့ရေမောချင်းတွေရဲ့နောက်ွယ်မှာအင်မတန်ရင်နာစရာကောင်းတဲ့ဘောဘဇက်ကြောင်ရှိနေပါတယ်ခါးသီးတဲ့ကလေးဘဝ1889ခုနှစ်လန်ဒန်မှာမွေးဖွားခဲ့တဲ့ချာလီရဲ့ကလေးဘဝဟာအမောင်သူတွေဖုံးလွှမ်းခဲ့ပါတယ်အဖေကအရက်သမားအမေကစေချမ်းမရေမကောင်းလို့ငငယ်လေးနဲ့မိဘမဲ့ကေးဟာရောက်ခဲ့ရပြီးလမ်းဘေးမှာအိတ်ခဲ့ရတဲ့အထိဆင်းရဲခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဆင်းရဲမှုတွေကပဲသူ့ကိုလူသားတွေရဲ့ခံစားချက်ကိုနားလည်အောင်သင်ကြားပေးခဲ့တာပါ။ဟာတော့လောကတို့ခြေလမ်းချင်းသူဟာအသက်9နှစ်သားလောက်ကလေးကစင်မော်မှာဖျော်ဖြေခဲ့ပါတယ်။နောက်ပိုင်းမှာအမေရိကန်ကိုတွားရောက်ပြီးရုပ်ရှင်လောကထဲရောက်ခဲ့ပါတယ်။1914ခုနှစ်မှာတော့သူ့ရဲ့နာမည်ကျော် The Trump ဆိုတဲ့ဇာတ်ကောင်ကိုဖန်တီးခဲ့ပါတယ်။ဘောင်းမီပေါ်ပွားဖနက်အကြီးကြီးတုတ်ကောက်နဲ့နှုတ်ခမ်းမွေးတူတူဒီပုံစံဟာကမ္ဘာရုပ်ရှင်သမိုင်းကိုပြောင်းလဲပစ်ခဲ့ပါတယ်။အောင်မြင်မှုနဲ့အခက်အခဲများသူဟာတရုတ်ဆောင်တင်မကဘူးဒါရိုက်တာဇညွန်းရေးစီယာနဲ့တေးရေးစီယာလည်းထည့်ပါတယ်။ဒါပေမဲ့သူ့ရဲ့နိုင်ငံရေးအမြင်တွေကြောင့်အမေရိကန်ကနေနှင်ထုတ်ခံခဲ့ရပြီးဆွစ်ဇာလန်မှာတွားရောက်နေထိုင်ခဲ့ရပါတယ်။သူဟာအကယ်ဒမီဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့ပြီးရုပ်ရှင်လောကရဲ့ရှင်ဘီရင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ချာလီပြောခဲ့ဘူးတဲ့စကားတစ်ခုရှိပါပဲ။ရေမောခြင်းမရှိတဲ့နေ့တစ်နေ့ဟာအလဟတဖြစ်သွားတဲ့နေ့တစ်နေ့ပါပဲလေ။1989ခုနှစ်ခရစ်စမတ်နေ့မှာသူကွယ်လွန်ခဲ့ပေမဲ့သူဖန်တီးခဲ့တဲ့အမှုပညာတွေကတော့ကဘာတီတရွေ့ကြန့်ရှိနေမှာပါ။